share ပဲရှင်အနမ်းနဲ့ဥရိယာ Hello hi ဒီနေ့ CCF foodies တွေကိုချက်ပြမှာတော့ငခုငပိချက်ကိုကလော်သီးနဲ့ဆက်ကလေးဆုံးအနေနဲ့ကတော့စီတို့ရင်နွေးပုတ်ပွက်စုထဲမှာကိုကြိုမဲ့ငပိပမာဏကိုထည့်မယ်စနွင်းထည့်မယ်ပြီးရင်အယိုးကြည်ကြည်လေးရတဲ့ဒီစိတ်ရှိရှိနဲ့ကြိုပါမယ်ကြက်သွန်ဖြူရဲ့ပဇွန်ကြောက်ရဲ့ငုတ်သီးစိမ့်လေးရဲ့ထောင်းထားတာလေးပါငခုကိုငပိချက်ဖို့အရွယ်အကောင်လေးရတာနဲ့စနွင်းလေးနဲ့နေထားပါရဲ့ပထမဆုံးအနေနဲ့စီတို့ကြက်သွန်ဒီတစ်မျိုးတည်းကိုပဲစီတက်ပါမယ်ကျက်သွန်နီလေးကိုနွမ်းလာပြီဆိုရင်တော့စနွင်းရင်းမှုန့်ရဲ့အယောင်တင်မှုန့်လေးရဲ့ထည့်ပါမယ်ရှင်။အခုကိုလေးတုံးတစ်ပြီးတော့စနွင်းတစ်မျိုးနဲ့ပဲနေမယ်နော်။ကျက်သွန်နီအယောင်နွမ်းလာပြီဆိုရင်တော့ခရမ်းကျင်သီးလေးကိုစီကအချိန်ကုန်မြန်အောင်ပြုတ်ထားပြီးတော့မှတေချာလေးထောင်းထားတာလေးထည့်လိုက်ပါတယ်။ဒါဆိုချက်ရတာအရန်အချိန်ကုန်တတ်ပါတယ်။ခရမ်းကျင်သီးနဲ့ကျက်သွန်အနှစ်တွေလိမ့်သွားပြီဆိုရင်တော့စနွင်းတစ်မျိုးနဲ့ပဲနေထားတဲ့ငခုကိုထည့်လိုက်ပါမယ်။ငခုလေးနဲ့အနှစ်ကလေးတွေနဲ့တခါတည်းကိုတသားတည်းဖြစ်သွားအောင်စီတို့မွမွလေးမှုပေးမယ်ပေါ့နော်။အရန်မှုရင်လည်းကြေသွားမှာဆိုလို့ငခုသားလေးကြစ်လာပြီစီတက်တာလုံးလာပြီဆိုရင်တော့ပထမကြိုထားတဲ့ငပိကြိုလေးကိုထည့်လိုက်ပါမယ်ရှင်ဒီနေရာမှာစကားနဲ့စစ်ပြီးထည့်လဲရပါတယ်စီစီကတော့ဒါအယိုးမပါအောင်ထည့်တဲ့နီးလေးနဲ့ထည့်ထားတယ်ပေါ့နော်ခုကိုစနွင်းတစ်မျိုးတည်းနဲ့နေခိုင်းတာဒီစီစီကဒီငပိရဲ့အငံတက်ကငခုထဲမှာစိတ်ဝင်သွားမှာမဟုတ်လို့ပါစီလိုစားတွေပါတွေထည့်နေထားမယ်ဆိုငခုကြီးကအရန်ကိုအငံကဲသွားမယ်ပေါ့နော်ဒီလိုအချိန်ကြမှာစီစီတို့တွေငခုလေးကိုပွက်နေအောင်ငပိရည်နဲ့ပြန်ပြီးတော့မှတည်ထားပါမယ်ရှင်အနံ့ကတော့ပွေးတက်လာတော့ခုချက်ချင်းကိုထမင်းစလုံးယူပြီးတော့စားလိုက်ချင်တာစိတ်တွေမနှဲထိန်းတာပေါ့နော်ခုလိုနေထားလေးမှာတော့ကိုကအပေါ့အငံလေးကိုမီးမယ်မီးပြီးတော့မှကိုလိုရင်လိုသလိုပေါ့နော်ထပ်လိုက်မယ်တန်းပြီးတော့မထဲနဲ့ပေါ့နော်အရသာတွေအရန်ကဲသွားမှာဆိုလို့ဒါကတော့ကလော်သီးလေးဒါကတော့နောက်ဆုံးပိတ်အသက်ကြက်သွန်ဖြူငရုတ်သီးစိမ့်နဲ့ပစွန်ချောက်ထောင်းထားတာလေးကိုထည့်လိုက်ပါမယ်ပစွန်ချောက်ကလေးကိုမပါမဖြစ်ထည့်ထောင်းပေးပေါ့နော်အဲ့ဒါဒီအဟင်းရဲ့အသက်ပြီးရင်တော့မီးလေးပိတ်ပြီးတော့နည်းနည်းမင်းလေးအုပ်လိုက်ပါမယ်ရှင်တမဲဟင်းကောင်းလို့လည်းပြောလို့ရပါတယ်ရှင်ဒီဟင်းတစ်ခွက်ထဲနဲ့ထမင်းအိုးတကယ်ပြောင်းပါတယ်တိုးစရာကတော့မြန်မာပြည်ကကတက်ချင်လေးရယ်မြောင်းငိုသီးလေးရယ်စီဘယ်တော့မှ vlog တွေမှာစားမပြတဲ့အသီးကတော့ဒညင်းသီးပေါ့နော်ခန္ဓာကိုယ်အတွက်ဘာမှအကျိုးမပြုဘူးထိုးအဲ့ဒီဒညင်းသီးနဲ့အရသာရောအနံ့ရောခက်စင်စင်တူတဲ့မြောင်းငိုသီးကတော့ဂလူးရဲ့ခန္ဓာကိုယ်အတွက်အများကြီးအကျိုးပြုတဲ့အတွက် CCF foodies တွေဒညင်းသီးလေးကိုတတ်နိုင်သီးတွေရှောင်ပြီးတော့မှမြောင်းငိုသီးလေးကိုတော့အစားထိုးစားပေးစီခြင်းပါတယ်ရှင်ဟင်းနေလဲကြက်တိုးစရာတွေလည်းအစုံလင်ဖြစ်ပြီဆိုတော့အခုလိုမျိုးအာရပါရနေပြီးတော့ရှယ်ဆွဲပါတော့မယ်ငါဥပြုတ်လေးချက်ပါတဲ့ဥစ္စာတွေကချင်းဘတ်တို့အချင်းအရသာတို့နဲ့တိတ်လိုက်တယ်မြန်မာပြည်ကနေမှာထားတဲ့ကတက်ချင်းလေးကလော်သီးလေး
ဆက်လာတကုံဆက်ပေးမယ်လေကလော်သီးကိုတော့လုံးဝလက်မလွတ်နိုင်ပါဘူးရှင်有点木。ဒီထမင်းကတော့ထမင်းအိုးနှစ်ခါပြန်ချက်ရတဲ့ဟင်းမှာဒီနေ့စားရတာတော့တကယ်ကိုမိန်ပါစောင်းတိကြည့်ပြီးတဲ့ CF Foodies တွေ love you ပါတတာ